Okay. Come on. Don't you need yoga? Look in your motor. No, you must show me Nali down to get away. Don't go there, I'll show you the bar. Let's say you're the chimney. No, you must show me Nali down to get up. Navi Jumia. Waiting, you come ya. Navi Jumia. You come ya. Navi Jumia. Waiting, you come ya. Navi Jumia. Waiting, you come ya. Hey, come on, sing out it. Navi solo. Choga, look in Yago Tamota, no name I say, Minali down soon get away. Don't go there, I say in a bar, listen, y'all, the chimney say, no name I say, Minali down soon get away. Lavi Dumya, hey, Nikomya, Lavi Dumya, Nikomya, Lavi Dumya, Nikomya, Lavi Dumya. Sammy. Hey, Sammy, come on. Say it, go. Say it, go. Hey. David. Joshua လို့ရှိတယ်ကျွန်တော်တို့မင်းသားလေးလည်းရှိသေးတယ်ဟုတ်တယ်နော်မင်းသမီးလေးလည်းရှိသေးတယ်ဟုတ်လားမင်းသမီးလေးဒီမှာရေရိုးမင်းသမီးမဟုတ်ဟဲ့ဘလို့မင်းသမီးလဲရှယ်မင်းသမီးစိတ်ကေတော့ယောက်ျားမင်းသမီးမအောင်မလားလို့ရှိတယ်ကြားဘူးရဲ့ဒီကကျတော့ယောက်ျားမင်းသမီးအီရှာတယ်ဟမ်အားရှိပါဗာအီရှာတော့အားလိုက်တော့လွဲသွားတယ်အော်အားရှိမင်းသားလေးညီကိုတွေရှိသေးတယ်ဟုတ်လားအားလုံးကျိုးသားမသားပြင်ဆက်ကြမယ်လာညီမကြီးနော်လေးလာရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်ဘိုကလေးစင်ဟင်းနင့်ဘာကြီးဘိုကလေးစင်ပါလဲစောတာမင်းသားပြောထားတယ်လေရှီရှားတယ်အီရှားပါဟုတ်ပါအားရှိပါအားရှိကဲညီမလေးကိုင်းရေစိတ်ဆိုးနာမလားစိုးတာဘောလို့သူများမင်းသမီးနေနေကြတော့တွဲကပြီးအားရှိကိုကြတော့ပြစ်ထားတာလေဆုံးထုတ်တန်တယ်တော့နည်းနည်းစင်နေဟောမိုက်ရောအောင်မျိုးမင်းသားခန်းနဲ့အိတ်လိုက်တာလို့ပြစ်သွားတာဟုတ်တယ်ဂျီဖတ်လို့ပါလို့လဲအားရပါရကနေဘာဖြစ်နေရုပ်ကွာအေးလေညနေကဘာဖြစ်နေတာဘာဖြစ်နေကကိုင်နာပါကျွန်တော်မစိုးကြာအမေရဲလေးမဟဲ့နေပါရဲလေးမဘာဖြစ်နေတာလဲမင်းဘာဖြစ်နေတာပြောမင်းသားပြောလို့တာငါမင်းသမီးလို့ဂျုံတာဗျဘာဖြစ်နေဟိုမင်းသူ့လည်းမပြောရဘူးကိုပြန်ထိုးမှဆိုလို့သမီးရဲ့သမီးတို့မဟုတ်ဘူးဘာပြောလဲအဆဆန့်ကုန်မယ်အရှိပါဖြစ်နေတော့မလေးအကြတိတ်မကြညီမလေးဘယ်သူလောက်တာလဲလို့ကိုရမေးတာညီမလေးဘယ်သူလောက်တာမပြန်ထိုးခံအောင်မယ်တိတ်မလုံးနေလို့ဟုတ်တယ်ဟဲ့ထိုးလိုက်လို့ကွာဟေးနည်းနည်းတားရင်နည်းနည်းယုံနာစဘွက်ကများတော့သူယုံမရဘူးဟေးချောလိုက်ရင်စိတ်ကောင်းဘာဖြစ်နေလဲစိတ်ကောင်းမကားတော့ရေးတယ်မင်းသမီးကထဲထိုးနေပြန်ပြီထဲချောင်းလေးများထင်းနေတာပဲစိတ်ဆိုးနေတာစိတ်ဆိုးတယ်တော့မကောင်းမမချောလိုက်လေမောင်ဘလို့ချောရမလဲချောလိုက်လေဘယ်နဲ့ပြန်มาလဲလို့ဘယ်နဲ့ပြန်มาဩကားလက်မဖြတ်ပေးမယ်ပြန်တော့လေအခုညီမလေးကိုကဘလို့ချောမှစိတ်ဆိုးပြင်မှာအဲ့လေခလေးကိုမသာမရှိမမဝါပျက်စီးသွားလိမ့်မယ်ဩချောတော့မချောရသေးဘူးလာမုံနေတယ်ခလေးလို့ပြန်ထိုးရမယ်နော်ခလေးကိုတင်ပေးလိုက်လေခလေးကမှလူမျိုးလေးနင်းလို့3လင်ကွာမဟုတ်ဘူးဘလို့ချောမှစိတ်ဆိုးပြင်မှာချောမှပေါ့ပြော့လေပြော့စပ်ပြတိုင်းရလားသမီးဟဲ့တိုက်မယ်ဘာလဲရှော့ချောဖို့အတွက်ပြောနေတာမင်းသားချောလိုက်တော့အဲ့မင်းသမီးကစိတ်ဆိုးလိုက်ထိုးတာဗျာဘယ်ဟုတ်လားကိုင်းတာတော့မဟုတ်ဘူးလေချောဖို့အတွက်ပြောမလို့လေဩဒီမင်းသားလေးကတော့ပါစတဲ့ညီမီဒီအမီးရလေရဲနာဆိုတာကဲအဲ့ဆိုစိတ်ဆိုးချောမှာပေါ့တေချာချောဘယ်လိုချောမှာပြင်မှာလဲအဲ့ဆိုရင်လေ
အော်ရီယာအာရှယာကိုရဲ့ချစ်သူမန်းကိုအကုန်လုံးတည်သွားအောင် ဒီကိုထိုးပါ ကို ဒီ ရဲ့ချစ်သူမန်းကိုရဲ့ချစ်သူမန်းအကုန်လုံးတည်အောင်လို့လေအာရှကိုအဘွားပေးမှစိတ်ဆိုးပြေမှာ အခုနေတာရည်စားမထားဘူးတော့ဥရိယာလာ သူများလေအဘွားပေးခိုင်းနေနေဘာလုပ်နေလဲ ဟုတ်ကျွန်တော်ကလူပြိုလေးဆိုတော့လက်ဖြတ်မှာ16နှစ်ပြည့်မှာအဲ့တော့ပြိသက်ကြီးကလည်းကြည်နေတာအဲ့ဒီမှာရိုက်ကွေးသမားတွေကလည်းရှိတယ်ရှက်တယ်အဲ့တော့ပဝါလေးကာလာပေးတာ အဲ့ဒါတော့ကပေါ့မင်းသားဆိုတာအေးတက်မမြင်အောင်လို့ ပဝါနဲ့လုံမမလား ရပါတယ် ဒီမြစ်လာကြီးကလုံးဝမင်းသားလုံး ကြီးလေးကြီးလေး ရလား အမပေးတော့မယ်နော် အဘွားပေးတော့မယ်နော်အဘွားပေး မကြည့်နဲ့နော် မကြည့်ဘူးလားမကြည့်ဘူးလား ကြည့်ပါဦးမှာတော့လေ မကြည့်ဘူးလား ကျူးတော့ ဘယ်တွေကြည့်နေတော့ ကျူးလေမကျူးလို့အာပါပေးမအောင် ခဏလေးနော်အဘွားပေးတာခံနိုင်အောင် ပေးလိုက်ပါဟာ နည်းနည်းလေးပေးတာခံနိုင်အောင် တော်တော်ပြင်းနေလား တော်တော်ဖြစ်နေလားနည်းနည်းလေးနော် ဒီလောက်ဖြစ်နေကမဲကြီးနဲ့ပေးသားမလဲ ကဲကိုကြောင့်ပေးတော့မယ် ပေးပေး ပေးလိုက်တော့ ပေးလိုက်တော့မယ် ပေးဟာတက်ရောခါရတော့မဟုတ်တော့ အမမလုံးနဲ့လေ လုံးမလုံးပါဘူး အဘိုးလုံး အမအဲ့ခန်းဖြတ်တော့မယ် ရပြီရ မနေနိုင်တော့ ကျင်တတ်ပြီမလား ကျင်းပြီလား ဟောဒီမှာကျန် ကျင်းနေလိုက် မင်းသားတအားနေဆိုတော့ပရက်တဲ့တော့ပြုတ်ကြအောင် ပြုတ်ထွက်ကုန်ပြီ ဘယောကကြီးချမ်း ဘယောကဲစိတ်ဆိုးပြေပြီလား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  အဲ့လိုမျိုးလူရှိသူရှိမှချော့တော့စိတ်ဆိုးပြေတာပေါ့ရမယ် အဲ့လိုအတန်မျိုးကတဲရီကရာထဲမှာ လေမားနေတယ် မမ လွဲတာလေးနေတော့လေငါဟိုတစ်တော့ထဲမှာလေဟိုစင်းလွဲတာနဲ့သွား ကဲဘာလေးနဲ့ကမလဲ ဘာလဲနဲ့ကမလဲ ဘာလေးနဲ့ဆွဲမလဲ ကောင်းလိုက် ဘာနည်းနဲ့ကမလဲဆိုတော့ ဟုတ်တယ်အဲ့ဒါကောင်းတယ် အဲ့ဒါလေး ဆရာကြီးတော့ မင်းသားနေကြီးဆိုသွားတယ်ဒီကမင်းသမီးတွေအကုန်လုံးနဲ့တွဲကသွား အဲ့ တယ် ဒါနဲ့ပဲတွဲကကြတာ အာရှင်ကတွဲမကသေးဘူးလေ တွဲတော့ကြည့်ကြတာလား အဲ့တော့ တွဲကတာကိုကြည့်ကြတာကြည့်ကြတာတွဲကတာကမ အဲ့လိုမျိုးမင်းသမီးအစ်စ်တွေကြားထဲမှာအာရှိရလဲယောက်ျားမင်းသမီးလေးရတူတူနဲ့တူတူတွဲကကြနေတာပေါ့ ဟုတ်တယ်တွဲကကြတာပေါ့ကိုကြီးရဲ့အမှန်တမ်းပြောယွန်းစရာကောင်းတယ် ဟာ မဟုတ်ချစ်စရာကောင်းတယ်ချစ်စရာကောင်းတာချစ်စရာကောင်းညောလေးကမယ်အဲ့ဆိုတွဲကမယ် ဒီလေး စရင်မိုးစက်တော်တပည့် စံရောကရှူသားကြီးစံရင်လေးလို့အေးအေးမြတ်မြတ်ဒီလာရီနဲ့ရှင်ကျုံလာရဲ့ပိုင်ရှင်အများပြည်သူခေါ်ကြပြီအချင်းသတင်းမကြတဲ့ရွှေမင်းသားတို့အောင်ဝဲစီ break တဲ့လို့ကြဆုံးကမယ်စီဘက်ကင်းလေးလုံးညို့တဲ့တွေ့စံရင်မိုး လောလေးဆိုင်ရလေအကောင်းကြီးလေးအားရှိစပါလားဆိုင်ရမိုးနဲ့ဟဲလိုက်တော့ဟဲ ကရေ ညီလေး ကျွန်တော်တယ်မဟုတ်ဘူးနောက်မှညီငယ်မင်းသားကြောလေးတွေတော်ပြီတက်ပြီစူးစမ်းပြီဆိုရင်ညီငယ်မင်းသားလေးတွေရှိသေးတယ် ရှိသေးတယ်လား ဟုတ်ကဲ့ကိုကြီးကျွန်တော်ဒီနေရာရောက်လာတယ်ကိုကြီးဆမ်းမင်း ဟုတ်တယ် ဒီအောင်လို့စူးစမ်းပြီးတင်ပေးခဲ့တာ မှန်တယ် ဒီနေရာရောက်တာ ဟုတ်တယ် ဘာလို့မင်းသားတယောက်ဖြစ်အောင်လင်္ကာဒီပဆရာဦးအောင်ကျော်ထွန်းဟာ အဲ မင်းသားကလေးတက်လက်ဖြစ်အောင်မွေးထုတ်တာ စပိန်ရှိ မာလာမြန်ကပန်မိုးကူညီပေး ပန်မိုးကူညီတာ လိုက်ကိုရတာဘာတူလဲ MRTV ဖိုးလေ ကဲစကားလေးမပြောနဲ့ဗျာခင်ဗျာစကားလေး ဟောသူပဲပြောနေပြီတော့ ကဲစူးစမ်းကြမယ်ဒီကကျတော့ညီလေးမြင့်မော်ချမ်းသာလေးစူးစမ်းမယ် မြစ်ပေါ်ချမ်းသာ